အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သူရ YouTube channel လေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးကိုမင်္ဂလာပါလို့ပြောနေပုံစံရင်ကျွန်တော်ရဲ့ကုလရှိုးလေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကြအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲနေလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကုလရှိုးလေးကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအတွက်ကိုဒါကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲ8ရက်နေ့တောက်ကြပွဲသိမ်းနေရဲ့ဒါတော့ရပွဲသိမ်းနေကိုရောက်လာပြီးတဲ့အတွက်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအတွက်ကိုတော့ရပွဲသိမ်းနေမှာလဲဗာလေးတွေထပ်မှန်ပြီးတော့ဆော့ရင်ကောင်းမလဲညီလေးရေဗာလေးထပ်မှန်ပြီးတော့ကစားရင်ကောင်းမလဲမောင်လေးရေဆိုတဲ့ကိုရီမားတွေအတွက်ကိုလာရောက်ပြီးတော့မျှဝေပြီးတဲ့လာရှိုးလေးပဲဖြစ်ပါတယ်အားလုံးကဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါလို့မှန်ပြီးတော့ဝင်လာခဲ့ပြီးမယ်ဒါဒီနေ့ရဲ့နေကုံတလာဘေးနေ့ရဲ့နေကုံမှာတော့မနက်စီးမှာကျွန်တော်ရဲ့ကိုရီမားတွေဒါနှစ်တက်ဆိုတဲ့ကဏ္ဍကိုဒါအပီးပေါက်အခွေလေးနဲ့အဆင်ပြေခဲ့လိမ့်မယ်ဒါကျွန်တော်ရဲ့အဖုံးဝင်သမားတွေဆိုတော့ကျွန်တော်ပြထားခဲ့တဲ့3ရက်အတွင်းမှာလာကိုလာမယ်ဆိုတဲ့ဇာရိုးပတ်တီးမှုနဲ့ဒီနေ့မနက်မှာအဆင်ပြေခဲ့တယ်ညနေစီမှာကျွန်တော်တို့မှာအဆင်ပြေခဲ့ဘူးဒါပြင်ကိုမှတောက်ကြနေရဲ့နေကုံမှာလည်းကျွန်တော်ပေးခဲ့မဲ့ဝမ်းချင်းဒီလုံးဝအမားတွေလုံးဝကိုမားတယ်ကျွန်တော်ရဲ့ကိုရီမားတွေတော့ကျွန်တော်ပေးခဲ့မဲ့လုံးဝဝမ်းချင်းဒီကျွန်တော်ရဲ့ကိုမားတောက်ကြနေရဲ့နေကုံမှာလုံးဝကိုမားတယ်မနက်စီးမှာမကြညနေစီးမှာကြဆိုတဲ့စိုက်မှုရတယ်ဘယ်လောက်ပြီးတော့တင်ပေးသွားမဲ့လုံးပိုင်းဒီနေ့နေကုံမှာကျွန်တော်တို့ပြောမယ်ဆိုကျွန်တော်ရဲ့ကိုရီမားရဲ့နေကုံဝမ်းချင်း1ပိုင်း8ပိုင်းတစ်ချိန်ရဲ့16တစ်ချိန်ရဲ့မှာကျွန်တော်ကဒါကျွန်တော်ပေးထားခဲ့တာကကျွန်တော်တို့မှာအဆင်ပြေမှုလည်းရှိခဲ့တယ်ဆိုပေမဲ့လည်းမနက်စီးမှာတော့ကျွန်တော်တို့မှာနှစ်တက်ဆိုတဲ့ကဏ္ဍကိုအပီးပေါက်အခွေနဲ့အဆင်ပြေခဲ့တယ်အဖွဲဝင်သမားတွေကဇာလိုပတ်တီနဲ့အဆင်ပြေခဲ့တယ်ဒါဒီနေ့ရဲ့တောက်ကြနေရဲ့နေကုံမှာလည်းလုံးဝကိုကျွန်တော်တို့မှာအားကောင်းတဲ့လုံးပိုင်းလေးကိုမပြောသေးခင်မှာဒီအပတ်မှာကြံကနန်း6ခွန်ဒီတောက်ကြနေရဲ့နေကုံမှာကျွန်တော်တို့ကြိုက်တယ်6နဲ့ခွန်ကြားလိုက်တော့ကျွန်တော်တို့ကမှတွေ့တယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒါဘယ်အောင်ပို့ပြီးတော့ကျန်းသက်မှုရှိလဲဆိုရင်တော့ကျွန်တော်6ကိုပို့ပြီးတော့ကျွန်တော်တို့အားတာပြီးတော့ကျွန်တော်ကထင်တယ်နောက်ဆုံးကကျွန်တော်တို့ကမှဒါကြားလိုက်တော့ကျွန်တော်တို့ကမှတွေ့တယ်ဝိုင်းရင်းထဲမှာကျွန်တော်တို့ကကြားလိုက်တွေ့တယ်ဒါပေမဲ့6ဆက်ကိုကျွန်တော်ကပို့ပြီးတော့အားတာတယ်6ကိုကျွန်တော်ပို့ပြီးတော့ပို့ကြိုက်တယ်အကူတွေမားတွေအားလုံးပဲနော်ကဲအောင်မယ်8ရက်နေ့တောက်ကြနေရဲ့မနက်ညနေကုံမှာအဓိကထားပြီးစောစောနဲ့1ချိန်ကိုပြောသွားပေးမယ်ကျွန်တော်အခုပေးခဲ့မဲ့1ချိန်ဒီမနက်ညဆွဲရမှာပါမနက်ဈေးမှမလားညနေဈေးမှလာအိုလာမယ်ဆိုတဲ့စိုက်မှုရနဲ့ပြီးတော့မှာဖြစ်ပါတယ်ကဲအားလုံးပဲနော်ကျွန်တော်ချင်းမိတ်ဆွေကိုရီမားဒီအားလုံးပဲ live မှတ်ပါ8ရက်နေ့တောက်ကြနေရဲ့နေကုံ1ချိန်ဒီ691ချိန်နော်691ချိန်မှာ6ပိုင်း9ပိုင်းပါကဲပတ်တီးကိုမပတ်နိုင်ဘူးညီလေးရေမင်းရောက်ွက်တွေကိုပဲစောမယ်ဆိုတဲ့အကိုရီမားဒီကျွန်တော်6နဲ့ပတ်သက်လို့ main 9နဲ့ပတ်သက်လို့ main ကွက်ကိုပြောသွားပေးမယ်ကျွန်တော်ရဲ့ဒါ channel အသက်ကိုလည်း subscribe မနှိပ်ကသေးတဲ့လူသစ်မိတ်ဆွေတွေရောကျွန်တော်အများအားအားပေးတဲ့ဒါလူဟောင်းမိတ်ဆွေကျွန်တော်ရဲ့ဒါ channel အသက်ကိုပြန်တွေးပြီးဆိုရင်ကျွန်တော်ရဲ့ဒါ channel အသက်ကို subscribe နှိပ်ခဲ့မယ်ဘေးနားမှာရှိတဲ့လူကောင်းလေးကိုပါကျွန်တော်ရဲ့အမျိုးတွေကမဲအောင်ပြောင်းနှိပ်ခဲ့နေပြီကျွန်တော်ရဲ့ဒါ channel ကကျွန်တော်ရဲ့ community ဒါဘန်အောင်လို့ကျွန်တော်ရဲ့ဒါ channel အသက်မှာလာပြီးတော့တင်ပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒါကိုကျော်သူရ YouTube channel လေးကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါဦးအဲကျွန်တော်ရဲ့ video file လေးကိုလည်းအမှန်တကယ်အားပေးလက်မလေးတွေနှိပ်ခဲ့ပေးပါဦးကဲစားနေရင်ကျွန်တော်ရဲ့ community ပြောသွားပေးမယ်6နဲ့ပတ်သက်လို့မပတ်နိုင်ဘူးဆိုတဲ့ကိုရီမားတွေ6နဲ့ပတ်သက်ရင်6တစ်က65ရဲ့6ခွန်ရဲ့68ကပဲဖြစ်ပါတယ် live မှတ်ထားပေးပါအကူဒီမားတွေ live ပြီးတော့မှတ်ထားပေးပါအပန်းမကြည့်ရင်ကျွန်တော်ရဲ့ကိုရီမားတွေ comment လေးမှာမှန်ပေးခဲ့ပါဟုတ်ပြီနော်အပန်းမကြည့်တဲ့ကျွန်တော်ရဲ့ကိုရီမားတွေက comment လေးမှာမှန်ပေးခဲ့6နဲ့ပတ်သက်လို့မပတ်နိုင်ဘူးမောင်လေးရေမင်းရောက်ွက်တွေပြီးချက်ပေးပါဆိုတဲ့ကိုရီမားတွေအတွက်6နဲ့ပတ်သက်ရင်6တစ်က65ရဲ့68က6ခွန်ရဲ့ဖြစ်ပါတယ်6ခွန်ကြံတဲ့နှလုံးတွဲပြီးတော့လည်းဆင်းနိုင်ပါတယ်ဒါပေမဲ့လည်းစင်းမော်ရခိုင်နှုန်းပို့ပြီးတော့ကျွန်တော်ကမှနေတော့နေဒါပေမဲ့လည်းကြံတဲ့နှလုံးဒီတော့ဒါကျွန်တော်ကမှကြက်လိုက်တော့ကျွန်တော်တွေ့ထားတယ်เนาะကိုရီမားတွေကျွန်တော်6ပိုင်းတော့ပို့ပြီးကြိုက်တယ်เนาะ6တစ်65 68 6ခွန်ဒီ6နဲ့ပတ်သက်ပြီးကျွန်တော်ကမှမိန်းပါကဲ9နဲ့ပတ်သက်လို့မပတ်နိုင်ဘူးမောင်လေးရေမင်းရောက်ွက်တွေကိုပြောပြသွားပါဆိုတော့ကိုရီမားတွေတော့9နဲ့ပတ်သက်လို့ရှိရင်90ရဲ့6တစ်ရဲ့93ရဲ့95ရဲ့ပဲဖြစ်ပါတယ်90 6တစ်95 93ဒီ9နဲ့ပတ်သက်ပြီးတော့မိန်းပါကဲလာမယ်တကွက်ကောင်း9နဲ့ပတ်သက်လို့ကျွန်တော်တို့ကမှတကွက်ကောင်း6နဲ့ပတ်သက်လို့ကျွန်တော်တို့ကမှတကွက်ကောင်းလုံးဝကိုကျွန်တော်မျိုးရှိတဲ့တကွက်ကောင်းလေးကိုပြောသွားပေးဦးမယ်တကွက်ကောင်းလေးကိုမပြောသေးခင်မှာအပီးပေါက်အခွေเนาะအပီးပေါက်အခွေကျွန်တော်တို့ကမှလေကီးတွဲအပီးပေါက်အခွေပြောသွားပေးမယ်ကျွန်တော်တို့ကမှလေကီးတွဲအပီးပေါက်အခွေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးပဲ3ညာ3ခွန်5เนาะ3ညာ3ခွန်5ဒီကနန်းကျွန်တော်ရဲ့ကူပေးထားခဲ့တဲ့ကနန်းဒီကျွန်တော်တို့ကမှ3ညာ3ခွန်5ဒီအပီးပေါက်အနေနဲ့လဲဆင်းနိုင်တယ်ဒါပြင်ကိုမှကီးလေးနဲ့လဲကျွန်တော်တို့ကမှတွဲဆော့မယ်ကိုမှလုံးဝရှင်ဒီကန်းလေးလုံးလဲကျွန်တော်တို့ကမှတွဲပြီးဆော့မယ်ကီးတွဲအခွေအပီးပေါက်နဲ့လဲကျွန်တော်တို့ကမှကြားနိုင်တယ်အကူဒီမားတွေအားလုံးပဲဒါပြင်ကိုမှကီးလေးနဲ့ကျွန်တော်တို့ကမှဆင်းနိုင်တယ်အကြောင်းကိုကျွန်တော်တို့ကမှကီးတွဲအခွေတွေကျွန်တော်ပေးခဲ့တာဖြစ်ပါတယ်ကဲဒါပြင်ကိုမှကျွန်တော်တို့ကမှ6နဲ့ပတ်သက်လို့တကွက်ကောင်း6နဲ့ပတ်သက်လို့တကွက်ကောင်းပြောသွားပေးမယ်တကွက်ကောင်းပြောသေးခင်မှာဒါမောင်လေးကုကျော်သူရရေညီလေးကုကျော်သူရရေအမားတော့ဒါလူကောင်းမှာအဖွဲဝင်ပြန်ခေါ်ရင်ပြောပါအောင်ဆိုတဲ့အကူဒီမားတွေရောအဖွဲဝင်ကျင်နေဆိုတဲ့လူသစ်မိတ်ဆွေရောစောင့်နေတဲ့ကိုရီမားလာဖို့ပြီးတော့ဖွဲ့ဝင်လို့ရပါပြီ
ကျွန်တော်ပြီးတာကျွန်တော်ရဲ့ကိုယ်မှာသိပါတယ်အပတ်တိုင်းမှာလုံးဝကိုအဆင်ပြေတယ်3ရက်အတွင်းမှာလုံးဝကိုကြားနေကြဖြစ်တဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပေးနေကြဖြစ်တဲ့ဇာရိုးပတ်ဒီတစ်လုံးနဲ့အတူမွေးကနန်း3ခွက်ကိုရမယ်လိုချင်တဲ့အရှုံးများနေတယ်မောင်လေးကုကျော်သူရရေးမောင်လေးနဲ့လက်တွဲချင်းပါတယ်ရှေ့တစ်ပတ်မှာမောင်လေးနဲ့လက်တွဲချင်းပါတယ်ဆိုတော့အကူဒီမားဒီအကူဒီကလာပြီးကျွန်တော်တို့မားဒီအဖွဲဝင်လို့ရပါပြီကျွန်တော်ရှိမှာကန်ဆယ်လို့ရပြီဖွဲ့ဝင်လို့ရပါပြီအကူဒီကလာပြီးတော့ဖွဲ့ဝင်ထားမယ်ဆိုရင်မျိုးတွေအားလုံးပဲနော်တောက်ကြနေရဲ့နေကုန်မှာဆော့ရမယ်လက်ဆောင်ကနန်းလက်ဆောင်ကနန်း main အောက်ကွက်ကိုပေးမယ်ဒါပြင်ကိုမှရှေ့ဘက်ကြရင်ကျွန်တော်တို့မားဒီတလင်းလာအင်္ဂါဗုဒ္ဓဦးမကျော်3ရက်အတွင်းမှာလုံးဝ share မွေးရမယ်ဇာရိုးပတ်ဒီတစ်လုံးနဲ့အတူမိန်ကနန်း3ခွက်ကိုရမယ်မွေးကနန်း3ခွက်ပေါ့ဗျာကျွန်တော်တို့ကိုပြမိုင်းနော်ဒါအကူတွေကလောက်ပြီးတော့ဝင်ထားမယ်ဆိုရင်တောက်ကြနေရဲ့နေကုန်လက်ဆောင်နော်မိန်ကနန်းရမယ်ဒါပြင်ကိုမှရှေ့ဘက်ကြရင်3ရက်အတွင်းဇာရိုးပတ်ဒီတစ်လုံးနဲ့အတူမွေးကနန်း3ခွက်ပါထပ်မှန်ပြီးတော့ရမယ်ရှေ့တစ်ပတ်3ရက်တွေကကျွန်တော်တို့ကိုပြမိုင်းအပတ်တိုင်းမှာလုံးဝထွက်နေရဖြစ်တဲ့ဇာရိုးပတ်ဒီဇာရိုးမွေးကနန်းကိုပေးတာဖြစ်ပါတယ်အရှုံးများနေတယ်မောင်လေးရေမောင်လေးကဒီဘက်မှာလက်တွဲခြင်းတယ်ခြေတစ်ပတ်ကျရင်မောင်လေးလက်တွဲခြင်းပါတယ်ဆိုတော့လူသက်မိတ်ဆွေတွေလာရောက်ပြီးတော့ဝင်ထားလို့ရသလိုမျိုးပဲလူအောင်မိတ်ဆွေတွေလာရောက်ပြီးကျွန်တော်တို့ကပြန်လည်ပြီးတော့ဝင်လို့ရပါပြီကန်ဆယ်ကြီးကကျွန်တော်တို့ကပုံမှန်တိုင်း1000ပဲပုံမှန်တိုင်း1000ပဲဒီတောင်းချင်းနဲ့ကျွန်တော်တို့ကလုံးဝအဆင်ပြေအောင်လုံးဝရအောင်တန်ပေးခဲ့တယ်ကျွန်တော်ရင်တစ်ပတ်ကလည်းကျွန်တော်ပြီးထားခဲ့တာရင်တစ်ပတ်ကလည်းကျွန်တော်ဒါတောက်ကြပွဲသိမ်းနေတော့ကျွန်တော်တို့ကဒါနဲ့အဲဒီနေ့ဘက်ကကျွန်တော်ပေးထားခဲ့တာကိုရီမားတွေအားလုံးပဲတလာရီနီရဲ့နေကုန်မှာကျွန်တော်ပေးထားခဲ့တာ9ပတ်တင်းနဲ့အတူ54ဆိုတဲ့ကဏ္ဍကို main ကွက်နဲ့အရင်တစ်ပတ်ကလည်းအဆင်ပြေခဲ့တယ်နော်ဒါဒီတစ်ပတ်မှလည်းတကြနေရဲ့နေကုန်မှာလက်ဆောင်ပတ်တင်းတစ်လုံးနဲ့အတူ main ကဏ္ဍကိုကျွန်တော်ပေးမယ်ချုံများနေတယ်ဆိုတဲ့ကိုရီမားလာပြီးတော့ဖုန်းဝင်လို့ရပါပြီကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုမသိတဲ့အမျိုးတွေလူသက်မိတ်ဆွေတွေကျွန်တော်ရဲ့ဖုန်းနံပါတ်39 live မှတ်ပါ885ကိုရီမားရေတော့ကျွန်တော်ပြောပေးနေပြီနော်456ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲ221ဒီကျွန်တော်ကန်ဆောင်တဲ့ဖုန်းနံပါတ်ပါViber လဲသုံးပါတယ် Viber မသုံးဘူးဆိုတဲ့အကူဒီမားတွေကဖုန်းဆက်ပြီးတော့ cancel လို့ရပါတယ် cancel ခြင်းဒီကျွန်တော်ရဲ့ကိုမိုင်ပုံမှန်တိုင်းပါပဲเนาะအားလုံးပဲကဲချောင်းနဲ့ပတ်သက်လို့တကွက်ကောင်းဒီ60ပါเนาะချောင်းနဲ့ပတ်သက်ကျွန်တော်ရဲ့ကိုမိုင်တကွက်ကောင်းဒီ60ကိုနဲ့ပတ်သက်ကျွန်တော်တို့မှာတကွက်ကောင်းဒီအားလုံးပဲเนาะ6ခွန်ပဲဖြစ်ပါတယ်6ခွန်နဲ့ကျွန်တော်တို့မှာ60ဒီအတူမင်ရောတင်ကွက်2ကွက်ကောင်းမှာ60နဲ့6ခွန်ဒီအတူမင်ရောတင်ကွက်2ကွက်ကောင်းပဲဖြစ်ပါတယ်ကျွန်တော်အခုပေးခဲ့တဲ့လုံမိုင်းတွေပတ်သီးတွေဒီနေကုံဆိုရမှာဖြစ်ပါတယ်တော့ကြနေရဲ့နေကုံမှာဒါလုံးဝလာမယ်ဆိုတဲ့ site မြင်လာပြီးတော့ပေးထားတာပါမင်းဝမ်းရမပြီးခဲ့တော့ကျွန်တော်တို့မှာလုံမိုင်းတွေတော့အဆင်ပြေပါလိမ့်မယ်เนาะ6ပိုင်9ပိုင်ပါအဓိကထားပြီးဆော့ပါကိုမှလုံးမိုင်းရှည်တွဲပြီးတော့ဆော့ပါ60နဲ့6ခွန်ဒီအတူမင်ရောတင်ကွက်2ကွက်ကောင်းပါကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုနားပါတော့မယ်ကျွန်တော်ရဲ့ live ဗီဒီယိုဖိုင်လေးကိုစာလုံးရှုပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲစိတ်ချမ်းသာကြကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်လည်းမလေးပြေဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုဒါရကိုစီပိုင်နိုင်ကြပါစေတော့ကျွန်တော်ကိုကြိုးတူပါမှာအဆုံးအဝိုင်းတောင်းပေးလိုက်ပါတယ်ကြအားလုံးပဲကိုလာပါအားလုံးပဲကံကောင်းကြပါစေဗျ